မင်္ဂလာပါ able ကနေကြိုဆိုပါရစေဒီနေ့ကတော့ကျွန်မဒီ admin ရဲ့ CRUD function တွေက delete function ကိုဆက်ပြီးတော့ရေးပြသွားမှာဖြစ်ပါတယ်ပထမဗီဒီယိုမှာတော့ကျွန်မအခုလိုမျိုးပေါ့မြင်နေရတဲ့ဒါ interface မှာ dynamic data တွေကို database တွေကနေပြီးတော့ဆွဲထုတ်ပြီးဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်မက create CRUD functions တွေကနေပြီးတော့ delete function ကိုဆက်လက်ပြီးတော့ရေးပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မက project.php ဆိုတဲ့ file မှာပေါ့နော် delete function တွေကိုဘယ်လိုရေးမလဲဆက်ပြီးတော့ကြည့်ရအောင်ကျွန်မမှာဒီမှာဆိုလို့ရှိရင် delete ဆိုတဲ့နေရာလေးရှိပါတယ်အဲ့တော့ကျွန်မကဒီ delete ကိုနှိပ်လိုက်တဲ့အချိန်မှာ database ထဲမှာရှိနေတဲ့ data တွေကိုကျွန်မဖြတ်လိုက်ချင်ပါတယ်เนาะအဲ့တော့ဖြတ်ဖို့လို့အတွက်ဆိုလို့ရှိရင်ကျွန်မထုံးစံတိုင်းပဲပြောမှုတဲ့ဒီဖြတ်တဲ့ queries တွေကိုကျွန်မဒီ same page မှာပဲရေးမလားဆိုတော့ကျွန်မတို့ရေးလို့ရပါတယ်เนาะရေးလို့ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့လို့ကျွန်မကကုတ်ရဲ့ရှုပ်ထွေးမှုတွေကို short ချချင်ပါတယ်ဒါကြောင့်မို့လို့ကျွန်မက delete နဲ့ပတ်သက်တဲ့ code တွေကိုတခြား page မှာသွားပြီးတော့ရေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်မ page တစ်အသစ်တစ်ခုကိုဖန်တီးဖို့လိုပါတယ်ကျွန်တော်ကတော့ product ရဲ့အလုပ်တွေကိုလုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ product actions.php လို့ပဲပေးလိုက်ပါမယ်အဲ့တော့အဲ့ဒီ file လေးကကျွန်မစီမှာမရှိသေးပါဘူးဒါကြောင့်မလို့ကျွန်မ file လေးအသစ်တစ်ခုကိုဖန်တီးဖို့တော့လိုပါတယ်အဲ့တော့ကျွန်မက product actions.php เนาะဒါလေးရပြီအဲ့တော့ဒီ file လေးထဲမှာကျွန်မ php ကုတ်ကလေးတွေကိုရေးမှာဖြစ်ပါတယ်ဒီလောက်ချင်ပြီဆိုလို့ရှိရင်ကျမတို့စဉ်းစားကြည့်နေပေါ့နော် delete ဆိုလို့ရှိရင်အကုန်လုံးကိုဖြတ်မှာလားเนาะကျမတို့မြင်နေရတဲ့အကုန်လုံးရှိသမျှကိုဖြတ်မှာလားเนาะဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့တကြောင်းတည်းကိုပဲကွက်ပြီးတော့ဖြတ်ချင်တာလားဆိုတော့တကြောင်းတည်းကိုပဲကွက်ပြီးဖြတ်ချင်တာပေါ့เนาะဒါဆိုလို့ရှိရင်ကျမဟုတ်ပြီဒါဆိုရင်သူ့ကိုကျမတို့ကဘယ်လိုဖြတ်မလဲပေါ့ဘယ်လိုဖြတ်မလဲဆိုတဲ့အခါမှာကျမတို့က ID နံပါတ်နဲ့ဖြတ်တာအကောင်းဆုံးပဲเนาะဘာဖြစ်လို့လဲဆိုတော့ ID ဆိုတာ unique ဖြစ်တယ်လေအဲ့တော့ ID နံပါတ်3ဖြစ်တဲ့နေရာကိုဖြတ်ပါ ID နံပါတ်2ဖြစ်တဲ့နေရာကိုဖြတ်ပါဆိုပြီးတော့ကျမတို့ ID လေးတွေနဲ့ဖြတ်တာအဆင်ပြေပါတယ်အဲ့တော့ delete query လေးကိုရောမှတ်မိလားမသိဘူးเนาะအဲ့တော့ delete လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့က delete from table name where id equal to ပေါ့เนาะ delete လုပ်တော့မယ်ဆိုရင်တော့ကျမတို့သေချာပေါက် ID ကိုသိဖို့လိုပါပြီအဲ့တော့ကျမ delete လုပ်တော့မယ်ဆိုရင်ဒီ ID လေးကို delete လုပ်မဲ့ page ကိုတည်သွားဖို့လိုပါတယ်နော်ဒါကြောင့်မလို့ကျွန်မဘယ်လိုတည်မလဲပေါ့ဒီ page ကိုအဲ့ဒီ ID ရောက်အောင်ဘယ်လိုတည်မလဲတည်မယ်ဆိုရင်တော့လွယ်ကူပါတယ်ကျွန်တော်တို့ဒီမှာဒီ page ကိုညှို့လိုက်တဲ့အချိန်မှာအနောက်ကနေပြီးတော့ပေါ့နော်သူ့ရဲ့ URL မှာတွဲပြီးတော့ပေးလိုက်မယ် ID equal to နော်အဲ့တော့ ID တွေကိုကျွန်တော်တို့ dynamic IP တွေကိုဒီကနေယူလို့ရပါတယ်အပေါ်မှာလည်းယူထားပြီးသားဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုပဲကျွန်တော်ယူလိုက်ရင်ရပါပြီဒီလိုလေးယူသွားလိုက်မယ်เนาะဒီလိုလေးယူသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်မကဒီ page ကနေ button လေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာပါလဲအပေါ်က URL မှာ id equal to 1เนาะပါသွားပြီအဲ့တော့ဒါမှမဟုတ်ရင်ကျွန်မ3ကိုနှိပ်လိုက်တဲ့ id equal to 3ပေါ့เนาะအဲ့တော့ကျွန်မ id ကိုတည်နိုင်ခဲ့ပြီအဲ့တော့ကျွန်မကသူနဲ့ပတ်သက်တဲ့ queries တွေကိုဆက်ပြီးတော့ရေးလို့ရပါပြီဘေးမှာရေးရမှာလဲဆိုတော့ product actions.php မှာရေးရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့က URL ရဲ့အနောက်မှာတွဲပြီးတော့တည်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တည်တဲ့ method က get method ပါเนาะအဲ့တော့ကျမတို့ get method ဖြစ်တဲ့အတွက်ကြောင့် get method နဲ့တည်လာသလားเนาะတည်လာတယ်ပြီးရင်အဲ့ထဲမှာလေ data ရှိတယ်ဆိုရင်ကျမတို့အဲ့ data ကိုယူပါမယ်အဲ့တော့ validation လေးကိုအရင်ရေးရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကเนาะဒီ server ရဲ့ request method ကเนาะကျမကဘာဖြစ်လဲဒီတစ်ခါတည်တာ get ပေါ့เนาะ get လေးဖြစ်ရမယ်ပြီးတော့အဲ့ဒီထဲမှာ data လေးပါရမယ်ဆိုတော့ကျွန်မ is set เนาะ if is set $get ဘယ်လိုနာမည်ပေးခဲ့လဲဆိုတော့ကျွန်တော်တို့ id လို့ပေးခဲ့တယ်เนาะအပေါ်မှာအဲ့လိုမျိုးသာပါလာခဲ့တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီတည်လာတဲ့ get method ကိုအသုံးပြုပြီးတော့တည်လာတဲ့ဒီ id ဆိုတဲ့တန်ဖိုးလေးကိုကျွန်တော်လက်ခံရယူမှာဖြစ်ပါတယ်အဲ့တော့လက်ခံရယူဖို့အတွက်ကျွန်တော်မှာလည်း variable တစ်ခုရှိရမှာဖြစ်ပါတယ်အဲ့တော့ id လို့ပဲကျွန်မနာမည်ပေးလိုက်ပါမယ်အဲ့တော့ variable တွေကိုနာမည်ပေးတဲ့အခါမှာကျွန်တော်တို့ id လို့မပေးချင်လို့pid လို့ပေးချင်လားရပါတယ်ပေးလို့ရပါတယ်ဒါမဲ့ကျမတို့ကနာမည်တွေကိုအများကြီးပေးလိုက်ခြင်းအပြင်နာမည်တွေကိုလိုက်မှတ်ရတယ်အဲ့ဒီဟာတွေကိုကျမတို့ကနောက်မှာပြန်သုံးတဲ့အခါမှာ maintenance လုပ်ရတဲ့နေရာမှာရှုပ်ထွေးမှုတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ variable name တွေကိုလည်းပဲစင်တူတဲ့နာမည်လေးတွေကိုပဲအကျဉ်းချုံးပြီးတော့ကျမတို့ပေးရအောင်အဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကျမ ID ရပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမကသူ့ကိုဒီ delete လုပ်မဲ့ process ကိုဆက်ပြီးတော့ရေးမှာဖြစ်ပါတယ်အဲ့တော့ query လေးရေးကြည့်ပါမယ် SQL equal to delete from SQL syntax က table เนาะ table name ဆိုတော့ဘာကိုဖြတ်မှာလဲဆိုတော့ project item ဆိုတဲ့ table တွေကနေဖြတ်မယ်ဘယ်လိုဖြတ်မှာလဲဆိုတော့ where เนาะသူ့ရဲ့
ကျမတို့ product item ဆိုတဲ့ ID လေးဒီအခုပါလာတဲ့ ID လေးနဲ့တူကျင်တယ်အဲ့တော့ကျမက MySQLi ရဲ့ OOP structure ကိုသုံးပြီးတော့ရေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะကျမကဒီနေရာလေးမှာ question mark ကလေးကိုပဲရေးလိုက်မှာဖြစ်ပါတယ်အဲ့တော့ကျမတို့မေ့နေတာတခုရှိပါတယ်ကျမတို့က database ကိုသုံးတော့မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲ database ရဲ့ဒီ connection ကိုချိတ်ရမှာဖြစ်ပါတယ်အဲ့တော့ database ရဲ့ connection ကိုချိတ်ဖို့လို့အတွက်ဆိုလို့ရှိရင်တော့ကျမကဒီမှာdb connect ဆိုတဲ့ file လေးကျွန်မရေးထားပြီးသားဖြစ်ပါတယ်ဒီ file လေးကိုကျွန်မချိန်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ file လေးချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်မကဒီဟာနဲ့ပတ်သက်တဲ့ connection တွေကို prepare လုပ်ရမှာဖြစ်ပါတယ် connection prepare ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်မကဒီ SQL လေးကို prepare လုပ်လိုက်မယ်အဲ့လို prepare လုပ်တဲ့ဥစ္စာလေးကိုကျွန်မက statement တစ်ခုထဲမှာ stmd နဲ့ကိုစားပြုလိုက်မှာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်ကျမတို့ကအခုဒီမှာဆိုရင် question mark လေးတစ်ခုကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကဘာပြန်လုပ်ရမလဲဆိုရင်သူနဲ့ပတ်သက်တဲ့ parameters တွေကိုပြန်ပြီးတော့ပေးဖို့လိုအပ်ပါတယ် stmd bind parameter အဲ့တော့ bind parameter မှာကျမတို့က parameter နှစ်ခုရှိပါတယ်เนาะဒီမှာကျမတို့နှစ်ခုရေးရပါမယ်အဲ့တော့ပထမဥစ္စာကကြတော့ဗာရေးမလဲ data type ကိုရေးမယ်ဒုတိယဥစ္စာကျတော့သူ့ရဲ့တန်ဖိုးဖြစ်ပါတယ်အဲ့တော့ product item id ဆိုတဲ့ data type ကเนาะ product item id ဒီမှာเนาะ product item id ပြရပါလဲသူ့မှာရှိတယ်เนาะကျမတို့ဒီ product item id ရဲ့ data type ကဒီမှာပါလဲ integer เนาะ integer ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကဒီနေရာလေးမှာ integer ကိုကိုစားပြုတဲ့ I လို့ရေးပါတယ်ပြီးတော့မှကျမတို့ဗာတန်ဖိုးလေးကိုထည့်လိုက်မလဲဆိုတော့ဒီမှာပါလာတယ်ကျမတို့လက်ခံရယူထားတဲ့ဒီတန်ဖိုးလေးကိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒါလေးပြီးပြီဆိုရင်တော့ကျမတို့ရဲ့လှုပ်ဆောင်ချက်တွေကအကုန်လုံးဒီပါပြီးနေပြီကျမတို့ဒါလေးကို run ဖို့ပဲလိုပါတော့တယ် run မဲ့အတွက်ဆိုလို့ရှိရင်တော့ကျမတို့ကဘာလုပ်မလဲဆိုတော့ဒီ statement လေးကို execute လုပ်လိုက်ရင်ရပါပြီဒါလေးကိုအလုပ်လုပ်ပါမယ်အလုပ်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်မဘေးကိုပြန်ပို့မလဲပေါ့နော်ဒီ product action ဆိုတဲ့ page ကြီးကိုကြည့်လိုက်လေဘာ interface မှလည်းမပါဘူးကျွန်တော်တို့ကုတ်သီးသန့်ထားတာအဲ့တော့ကျွန်တော်တို့ဘေးကိုပဲပြန်သွားရမလဲဒီ data တွေအများကြီးရှိနေတဲ့ဒီ product.php ကိုပဲပြန်ညွှန်းရမှာဖြစ်ပါတယ်အဲ့တော့ပြန်ညွှန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့က header location ဘေးကိုသွားမလဲဆိုတော့ product.php ဒီလိုလေးပြန်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီ query တွေရေးပြီးသွားပြီဆိုတော့အလုပ်ဖြစ်ရလားပေါ့နော်ကျွန်တော်တို့စမ်းကြည့်ပါမယ်ဒါလေးရပြီကျွန်မကဒီနောက်ဆုံးက P3 လေးကိုဖြတ်ကြည့်ပါမယ် delete ကိုနှိပ်လိုက်မယ်ပြတ်သွားပြီเนาะအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါအဆင်ပြေတယ်เนาะဖြတ်တာအဆင်ပြေတယ် delete process အောင်မြင်တယ်ပေါ့เนาะအဲ့တော့တစ်ခါတလေကြောက်လို့ရှိရင်လေကျွန်တော်တို့ delete process မအောင်မြင်တဲ့ကိစ္စရက်တွေဖြစ်တတ်ပါတယ်အဲ့တော့ဘလို့အခြေအနေမျိုးမှာဖြစ်တတ်တယ်လဲဆိုရင် foreign key ပြဿနာတက်တဲ့အခြေအနေမျိုးမှာလည်းပဲဒါ delete process မအောင်မြင်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာဘလို့ရှင်းရမလဲဆိုတာမျိုးကိုသိကျင်နေဆိုလို့ရှိရင်တော့ comment မှာမေးခဲ့လို့ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်မက edit တွေ add new product တွေအကြောင်းကိုဆက်လက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်